ဈေးနှုန်း9000နီးပါးရှိရဲ့ iPhone ကိုကြိုက်ထားပေမဲ့တကယ်တမ်းကျတော့300ဖိုးလောက်ပဲအသုံးချနေတာမျိုးမှာတင် iPhone Pro ကိုဘာသက်ဝယ်ခဲ့တာလဲအကယ်၍တင်အဖြေက TikTok ပကြည့်ဖို့ဆိုရင်တော့ဂုဏ်ယူပါတယ်တင်ဟာဒီနေ့ရဲ့စည်ရင်းစရာတဲ့အရာအញ្ញံသင်းဆုံးဈေးကွက်ရဲ့အသားကောင်တူပါပဲနားထောင်ရတာပြင်းထန်နေလို့ထင်ရပေမဲ့တကယ်အမှန်တရားကတော့အဲ့ဒါထက်ပိုပြီးနာကျင်ဖို့ကောင်းပါတယ်ကိန်းဂဏန်းလေးတွေကိုတစ်ချက်လောက်ကြည့်ရအောင်တင်ဟာကျပ်ငွေ9000နီးပါးဘတ်အကုန်ရခံပြီးကမ္ဘာအဆင့်မီနီးပညာတွေဒုံပြန်လွတ်တင်နိုင်လောက်တဲ့စွမ်းထက် chip တွေ Hollywood အဆင့်မီ ProRes video ရိုက်ကူးနိုင်တဲ့ကင်မရာတွေနဲ့အဆင့်မြင့် LiDAR sensor တွေပါတဲ့ဖုန်းကိုဝယ်ခဲ့တာပါတာမန်ဖုန်းတွေခဲဘာကြောင့်1000ကျော်ပိုကြီးဝယ်ခဲ့တာလဲအချိုရည်ဖိုးငွေရှင်းဖို့ scan ဖတ်ဖို့လားရေချိုးခန်းမှန်ရှင်းမှဓာတ်ပုံရိုက်ဖို့လားဒါမှမဟုတ် TikTok ကကက်ကွက်တွေကိုဒီနေ့4နာရီလောက်ထိုင်ကြည့်ဖို့လားဒါဟာဖုန်းရဲ့လှပခန့်ညားမှုအကြောင်းပြောနေတာမဟုတ်ပါဘူးဒါဟာတင်ချာနီးရအလွဲကြီးလွဲနေတာပါမိမိကိုယ်ကိုပြန်မေးကြည့်ပါဦးဝင်းရနိုင်တာဆဲလာအရစ်ကြပေးပြီးဝယ်ခဲ့တာလာကုန်ရက်တွေမှာခောက်ဆွဲ6ပဲစားပြီးဝယ်ခဲ့တာဟာဖုန်းရဲ့နောက်ကျောင်းမှာ Pro ဆိုတဲ့စားသားလေးပါနေုံတက်တော်လားအဲ့ဒါဟာတကယ်လိုအပ်လို့လားဒါမှမဟုတ်မာန ego ကြောင့်လားတကယ်တော့ Apple ကတင့်ကိုလိန်တာမဟုတ်သလိုဈေးကွက်ချဖွေခွေအလဲတင့်ကိုငွေလွှဲခိုင်းတာမဟုတ်ပါဘူးတင်းရဲ့ကြွားချင်တဲ့စိတ်ကသာတင့်ကိုငွေပေးခိုင်းတာပါငါတို့တွေဟာ iPhone Pro ကိုကင်ထားရင်တော်တဲ့သူတယောက်ဖြစ်သွားမယ်ချမ်းသာတဲ့သူတယောက်လို့အထင်ခံရမယ်ဆိုပြီးကိုလေးညာနေကြတာပါဒါပေမဲ့လက်တွေ့မှာတော့ဘယ်သူကမှတင်လက်ထဲကဖုန်းကိုဂယူးမဆိုင်ပါဘူးလူတိုင်းကသူတို့ကိစ္စနဲ့သူတို့ပဲစိတ်ဝင်စားကြတာတင်ဟာမားထောင်းတိုင် ego ကြီးကိုအိတ်ထဲထည့်ထားပြီးဒီနေ့ကို100ဖိုးလောက်တောင်အထုံးမကျတဲ့ပစ္စည်းတစ်ခုရဲ့တန်ဖိုးတွေလျော့ကျလာတာကိုထိုင်ကြည့်နေတာပါတကယ်တော့တာမန် iPhone ကလည်း TikTok ကိုချောမွေ့မွေ့ကြည့်လို့ရတာပါပဲ Social Media တင်ဖို့လှပတဲ့ဓာတ်ပုံတွေရိုက်ပေးနိုင်တာပါပဲဈေးလဲတက်တာတဲ့ပို့ပါတယ်အဲ့ဒါကိုဘာလို့ဈေးကြီးပေးပြီးဝယ်နေဦးမှာလဲတင်ဟာ Pro အဆင့်မီပစ္စည်းကိရိယာတွေကိုလိုအပ်နေတာမဟုတ်ပါဘူးတင်ဟာလမ်းပြောင်းနေပြီး online ပေါ်ကလူတွေရဲ့အတိအမှတ်ပြုမှုကိုလိုချင်နေတာပါအခုတော့နှိုးထားဖို့အချိန်တန်ပါပြီကိုမလိမ်ပါနဲ့တော့မလိုအပ်ပဲဈေးကြီးတာတွေဝယ်တာဟာချမ်းသာတာမဟုတ်ပဲငွေကြေးစီမံခန့်ခွဲမှုမတတ်တာပဲဖြစ်ပါတယ်မှတ်ထားပါဖုံးဆိုလားကိရိယာတစ်ခုပါဂုံတက်ကိုမြင့်တင်ဖို့အဆောင်အယောင်မဟုတ်ပါဘူးတကယ်ချမ်းသာတဲ့သူတွေဟာဘိုးအားအတွက်တန်ဖိုးတိုးစေမယ့်အရာတွေကိုဝယ်ကြတာပါအိတ်ထဲကငွေတွေကိုရော့စေမယ့်အရာတွေကိုမဝယ်ကြပါဘူးဒီညမှာတော့ဈေးကွက်ရတာကောင်ဖေးကနေရက်တန်လိုက်ပါတော့ငွေရဲ့တခင်ဖြစ်ပါစေကိုပင်ပန်းရှာထားရတဲ့ငွေတွေနဲ့ထိုက်တန်အောင်နေတညာကိုအကျိုးရှိအသုံး